တော်တဆကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ကြောင်တွေမပြောပြချင်ဘူးအကယ်လို့မြတ်ကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ကြောင်တွေမပြောပြချင်ဘူးငါမလို့ဖြေရမလဲအဖြေကမင်းစီမငါမသိပါကွာငါဘယ်လိုဖြေရမလဲအဖြေကမင်းစီမချေရတို့ဝေးသွားရင်မလွယ်ဘူးချေရင်မောင်နေတဲ့လမ်းမှာထပ်မှငါတယောက်တည်းယူတကယ်ဝေးသွားရင်ခံစားရမယ်ပျော်ရွှင်ခဲ့တို့ရဲ့တိတ်တွေငါမမေ့သေးဘူးငင်ဝင်လာလိုက်ပြန်ထွက်လိုက်ရင်ကိုဓာတ်နဲ့ထပ်ထပ်ဆိုင်ဒါကိုလက်ခံထားတာငါလူမိုင်းနဲ့ချင်လာလိုက်ပြန်တက်လိုက်ရင်ကိုသွားနဲ့ထပ်ထပ်ကိုင်းဒါကိုလက်ခံထားတာငါလူမိုင်းသစ္စာရှိသူတိုင်းတွက်ကမြဲရင်ဖောက်ပြန်နေသူတိုင်းတွက်ကပျော်ရွှင်မှုဒါကိုလက်ခံကြမှုတရားမမျောတာပါဘူးတို့တဆကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးအကယ်လို့မြတ်ကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးငါမလို့ဖြေရမလဲအဖြေကမင်းစီမငါမသိပါကွာငါဘယ်လိုဖြေရမလဲအဖြေကမင်းစီမချေရမလွယ်ဘူးချွေရင်မောင်နေတဲ့လမ်းမှာတမငါတယောက်တည်းယူတကယ်ဝေးသွားရင်ခံစားရမယ်ပျော်ရွှင်ခဲ့တို့ရဲ့တိတ်တွေငါမမေ့သေးဘူးငင်ဝင်လာလိုက်ပြန်ထွက်လိုက်ရင်ကိုဓာတ်နဲ့ထပ်ထပ်ဆိုင်ဒါကိုလက်ခံထားတာငါလူမိုင်းနဲ့ချင်လာလိုက်ပြန်တက်လိုက်ရင်ကိုသွားနဲ့ထပ်ထပ်ကိုင်းဒါကိုလက်ခံထားတာငါလူမိုင်းသာရှိသူတိုင်းတွက်ကမြဲရင်ဖောက်ပြန်နေသူတိုင်းတွက်ကပျော်ရွှင်မှုဒါကိုလက်ခံကြမှုတရားမမျောတာပါဘူးတို့တဆကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးအကယ်လို့မြတ်ကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးငါမလို့ဖြေရမလဲအဖြေကမင်းစီမငါမသိပါကွာငါဘယ်လိုဖြေရမလဲအဖြေကမင်းစီမချေရတော့တဆကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးကဲလို့မြတ်ကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးငါမလို့ဖြေရမလဲအဖြေကမင်းစီမငါမသိပါကွာငါ